ဒီနေ့တော့မျိုးပြရဲ့မွန်းချက်မှုတွေကနေခဏလောက်ယုံထွက်ပြီးတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့အေးစိတ်နေတဲ့ချင်းမိုင်ကမဲအဝမ်မြေထဲမှာဝါဖောင်သွားစီးကြပါမယ်ချင်းမိုင်မြို့တွေကနေကားနဲ့သွားလို့ရတယ်လို့စိုက်ကယ်နဲ့လည်းသွားလို့ရပါတယ်ကြာချိန်ကတော့တနာလီလောက်ပဲရှိပါတယ်ဒီနေရာလေးကဆေးလန်းနဲ့တစ်ပင်တောတောင်တွေကြားမှာရှိပြီးရေစီးတန်လေးတွေနဲ့တင်စိတ်ကိုအေးချမ်းစေပါတယ်ဒီနေ့ခရီးစဉ်ကထူးခြားပါတယ်။ဘာလို့လဲဆိုတော့သူများလှော်ပေးတာကိုအေးဆေးထိုင်စီမှမဟုတ်ဘဲကိုယ့်ဘာသာကိုဝါးတိုင်ကိုင်းပြီးဖောင်ထိုးကြမှာလို့ပါ။အစကတော့ကြည့်ရတာလွယ်မယ်ထင်ခဲ့တာဗျာ။တကယ်တမ်းဝါးလုံးအရှည်ကြီးကိုကိုင်းပြီးဖောင်ကိုထိန်းရတဲ့အခါကျမှအလွဲလွဲအချော်ချော်တွေဖြစ်တော့တာပါပဲ။ရေစီးကြောင်းနဲ့အလိုက်တန်သွားဖို့ကြိုးစားရင်တခါတလေဖောင်ကကန့်လန့်ပြီးဖြစ်သွားလိုက်လေးပေါက်တွေကိုမင်တိုက်ပြီးမလို့ဖြစ်သွားလိုက်နဲ့တော်တော်လေးကိုအလို့ရှုပ်ပါတယ်။ရေစီးချမ်းတဲ့နေရာတွေဆိုရင်ကြောက်ဆောင်တွေကိုမတိုက်မိအောင်တတိထားပြီးရှောင်ရပါလိမ့်တယ်။ဒါပေမဲ့အဲ့ဒီလိုကိုယ်တိုင်ထိုင်းရလော်ရမှားပြီးရေတွေစိုးကုန်တာကပဲတကယ်ကိုရေရပြီးပျော်စရာအကောင်းဆုံးပဲ။တငယ်ချင်းတွေနဲ့ဆိုပိုပြီးအမှတ်တရခက်စီမဲ့အတိအကျုံမျိုးပါရေစီးနဲ့ငြိမ်တဲ့နေရာရောက်ရင်တော့အမောဖြည့်ရင်ဖောင်ပေါ်မှာဒီတိုင်းလေးထိုင်ရေအေးအေးလေးကိုခြေထောက်စိမ်ပြီးတဘာဝအလှကိုအေးအေးဆေးဆေးခံစားလို့ရပါပြီလေပြေအေးအေးလေးတိုက်ခတ်နေတာရဲ့တိရွက်လေးတွေလှုပ်ခတ်နေတဲ့အတန်ရေကတကယ်ကိုပြည့်စုံတဲ့အနားယူခြင်းပါအလုပ်တွေအရင်ရှုပ်ပြီးစိတ်အတိုင်းဖြစ်နေဆိုရင်တော့ဒီနေဝိုင်းကတကယ်ကိုအကောင်းဆုံးပါလေကိုယ်တိုင်ဖောင်ထိုးရတဲ့အတွေ့အကြုံကတော့တကယ်ကိုမိုက်ပါလေဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လေးလုပ်ပေးသွားကြပါဦးနောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာနေရာတွေကိုတွားဦးမလဲဆိုတာဆက်ကြည့်ပေးပါဗျာ